အားလုံးကိုမင်္ဂလာပါလို့ယင်နှုတ်ဆက်ပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေချိန်ချက်ရချိန်နာရီရောက်တဲ့ချိန်မှာဗိမာန်တော်အတွင်းအရက်မှာကျမတို့အားလုံးစုယုံပြီးတော့ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်ရသောအခွင့်ဟာကျေးဇူးတော်ကြောင့်သာဖြစ်ပါတယ်ကျမတို့အခုချိန်မှာတာချီလိမ့်မှာပေါ့နော်ကျမတို့ကတနင်္လာနေ့ကရောက်လာကြတယ်ဒီမှာအသင်းတော်တွင်အမျိုးသမီးတရှိလိတ်သာသနာနဲ့အမျိုးသမီးအစီအစဉ်အနေနဲ့၃ရက်တာဒီနေရာလေးမှာကျမတို့တိုင်ပင်ညှိနှိုင်းဆွေးနွေးပညာပေးခြင်းဖြင့်တယောက်ကိုတယောက်ဘလို့တိဆောက်ကြမလဲဆိုတဲ့အကြောင်းလေးကိုအမျိုးသမီးသာသနာလုပ်ငန်းတစ်ခုအနေနဲ့ကျမတို့စဉ်းစားကြတယ်ဒီနေရာလေးမှာသင်တန်းလေးပေါ့နော် training လေးတစ်ခုကိုကျမတို့လုပ်ခဲ့ပါတယ်အားလုံးပေါ့ကျမတို့ဒီတုံ့ပြန်မှုတွေကိုကြည့်တဲ့အခါမှာလည်းရမ်းမဲစိတ်အားကြီးကြတယ်နောက်တယောက်ကိုတယောက်ဘလို့လုပ်ပေးရမလဲဆိုတာကိုစဉ်းစားတဲ့တုံ့ပြန်မှုတွေကိုကျမတို့ကဒီပြန်လဲသုံးသပ်ခြင်းစာတမ်းတွေကိုဖတ်တဲ့အခါမှာတွေ့ရပါတယ်ဒီနေ့တော့ကျမကနော်ကျမတို့တယောက်ကိုတယောက်အားပေးတဲ့အခါတယောက်ကိုတယောက်ကျမတို့နှစ်သိမ့်တဲ့အခါအဓိကအားဖြင့်ဘာနဲ့အားပေးကြမလဲဆိုတဲ့အကြောင်းလေးကိုဝင်ငှခြင်းပါတယ်တယောက်ကိုတယောက်တီဆောက်ခြင်းဖြစ်ပါတယ်တယောက်ကိုတယောက်တီဆောက်ကြတဲ့အခါမှာကျမတို့ကအဲ့ဒီတီဆောက်မှုဘယ်အရာကိုပဲတီဆောက်တဖြည်းဖြည်းကြီးတွားလာတာဟာကျမတို့ရဲ့ပန်းတိုင်ဖြစ်ပါတယ်တီဆောက်မှုမှာတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားတယ်ဆိုတာကမဟုတ်ဘူးပေါ့နော်ဒါတော်တော်လေးကိုမဟုတ်ဘူးပေါ့အဲ့တော့ဟေဗြဲဝါဒစာအခန်းကြီး3ကိုလေ့လာတဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်နော်တိဆောက်ခြင်းမှာနော်အိမ်ကိုစောက်တဲ့အခါမှာတဲ့အိမ်တက်အိမ်ကိုစောက်တော်သူသည်တာ၍အတရီရှိတယ်အဆောက်အဦရဲ့ပန်းတိုင်ကပျက်စီးခြင်းဒါပေမဲ့တိဆောက်တော်သူရဲ့ပန်းတိုင်ကဒီတက်တိကောင်းအောင်ဘယ်လိုလုပ်ရမလဲဆိုတာကသူ့ရဲ့ကြီးပွားခြင်းတိုးပွားခြင်းသူ့ရဲ့ပန်းတိုင်ဖြစ်တယ်ဆိုတာလေးကိုလည်းကျမတို့တွေ့ရပါတယ်အဲ့တော့ကျမတို့လူတွေကိုကျမတို့ယုံကြည်သူများခဏဘုရားသခင်ကကျမတို့ကိုတည်ဆောက်နေတာဖြစ်တယ်ကျမတို့ကိုတည်ဆောက်ခြင်းအပေါ်မှာဘုရားသခင်ရဲ့ပန်းတိုင်ဘုရားသခင်ရဲ့ရည်မှန်းချက်ကဘာလဲဘုရားသခင်ကဘာတွေများကျမတို့အတွက်ကျမတို့ရဲ့အသက်တာထဲမှာကိုရောအလိုရှိသောအရာကဘာလဲဆိုတာလေးကိုကျမတို့စဉ်းစားဖို့ဖြစ်ပါတယ်အဲ့တော့သခင်ယေရှုကကောင်းကင်နိုင်ငံတော်ကိုတက်ကြွသွားတယ်နော်တေခြင်းကိုအောင်မြင်ပြီးနော်၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်ပြီးတော့ကောင်းကင်နိုင်ငံတော်ကိုတက်ကြွသွားတဲ့အချိန်မှာအရေးကြီးတဲ့စကားမှားထားခဲ့ကျမတို့အားလုံးလည်းသိတယ်နော်အဲ့တော့မိသားစုတွေမိဘတွေအိမ်ကလူကြီးတွေခီးသွားတော့မယ်ဆိုရင်အိမ်မှာနော်မှားကြားတယ်အရေးကြီးတဲ့စကားကိုခဏမှားတယ်ဘာဖြစ်လို့လဲဆိုတော့လှုပ်စေခြင်းလို့ဖြစ်တယ်အိမ်ထဲမှာနေနော်မိပိတ်နော်ဘန်ကာပိတ်နော်ရှောင်းမလင်နဲ့နော်စောပြန်လာမှာလို့မပြီးတော့ဘောနော်အဲ့တော့မှားကြားတယ်ဆိုတာကလိုက်လျှောက်စေခြင်းနဲ့လှုပ်စေခြင်းဖြစ်တယ်သခင်ယေရှုကကျမတို့ရှမသက်ခရစ်ဝင်ခန်းကြီး28ငွေ28-27မှာတော့ဒီကောင်းငင်ဘုံတက်ကြွကနီးမှာကြားတဲ့စကားရှိပါတယ်သင်တို့သည်တဲ့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမည်းတော်သားတော်တန်ရှင်းသောဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့ငါသည်လည်းကကပကုံသည့်တိုင်အောင်သင်တို့နှင့်အတူအစဉ်မပြတ်ရှိမယ်The Great Commission လို့ခေါ်ပါတယ်။နော်ကြီးမြတ်သောစေလွှတ်ခြင်းဒါသခင်ယေရှုကအယံကိုနော်သူ့ကိုယုံကြည်တဲ့လူတွေကိုလှုပ်စေခြင်းတဲ့အကြီးမြတ်ဆုံးသောအလုပ်ဖြစ်တယ်။နော်အဲ့ဒီအကြီးမြတ်ဆုံးသောဒီအလုပ်ကိုဘယ်လိုလုပ်မလဲ။နော်သင်တို့ကတမန်တော်ဝတ္ထုအခန်းကြီး1အငယ်8မှာကြတော့သင်တို့သည်တကိုးကိုခံရ၍ယေရုရှလင်မြို့ယူဒပြည်ရှမာရိပြည်မြေကြီးစွန်းတိုင်အောင်ငါဤသက်သေဖြစ်ရဆိုတော့အဓိပ္ပာယ်ကဒီအလုပ်ကိုလုပ်ဖို့ရန်အတွက်နော်ပညာလိုတယ်ဘာ
ဘာအလုပ်ပဲလုပ်လို့ကျောင်းသားတယောက်စာမှုဝဲအောင်ဖို့စာကျက်ရမှာဖြစ်တယ်ကျွမ်းကျင်တဲ့ပြီးသူကပညာရှင်သူတက်မြောက်ဖို့ကျွမ်းကျင်တဲ့ကျွမ်းကျင်အောင်ဘယ်အရာမဆိုကျွမ်းကျင်အောင်လုပ်ရတယ်အဲ့ဒါလုံးမှကိုလူကျင်တဲ့ပန်းတိုင်ကိုလုပ်ကျင်တဲ့အလုပ်ကိုလုပ်လို့ရပါတယ်အနည်းဆုံးတော့ထမင်းခူးတာနော်ထမင်းပကံတွေကိုအိုးတွေကထမင်းခူးတာလှလှပပခူးတတ်တဲ့လူရှိတယ်ပြက်ဆိုထည့်လိုက်ပြီးပွာသွားတဲ့ဟာတွေလည်းအများကြီးရှိတယ်တချို့ကအတုံးလိုက်ထဲတာကွာဆိုထည့်လိုက်တာပဲဟာနော်တချို့ကကြတော့လေပွာပြီးလှလှလေးဖြစ်အောင်ဘယ်ဟာပိုကြိုက်လဲကွာခနဲဆိုတဲ့ထမင်းပကံထဲမှာအလုံးလိုက်ကြီးကိုကြိုက်လာကဲပြချင်းကြိုက်ပါဦးလှမလားနော်ဗျံကျဲကြီးဆိုလဲမကြိုက်ဘာကြောင့်လဲဘေးအရာပဲဖြစ်သူ့ရဲ့စီးစနစ်ဆိုတာရှိတယ်အဲ့ဒါမှအောင်မြင်တယ်တခင်ယေရှုကသူ့ရဲ့အလုပ်ကိုလုပ်တဲ့အခါမှာခိုင်းတဲ့အခါမှာကိုတော်ကကျမတို့ကိုဗာပေးလဲဆိုတော့တကိုးကိုရပြီးမှဒီအလုပ်ကိုလုပ်ရမယ်နော်ဘုရားသခင်ရဲ့အလိုတော်ကဖယားရဲ့အလုပ်ကတကိုးမပါဘဲနဲ့လုပ်ရင်ကိုယ့်အလုပ်ဖြစ်တယ်ကိုယ့်အလုပ်ဖြစ်တဲ့အတွက်ကြောင့်အယံမောတဲ့အတွက်ကြောင့်ရှာထွက်တယ်ထွက်ဘူးလားနော်စိတ်ကလည်းတိုးသေးဘယ်သူမှလည်းမကူဘူးမောနေတာဒါပေမဲ့ဖယားရဲ့အလုပ်ကစေတနာအားနဲ့လုပ်တယ်အဲ့ဒါတကိုးပဲမမောဘူးနော်တချို့တွေကအိမ်မှာတော့ဘာလို့မှမလုပ်ဘူးဒီကလူတွေကိုပြောတာမဟုတ်ဘူးသမီးတို့မပါအောင်သားတို့မပါအောင်နော်ဘာလို့မှမလုပ်ဘူးဒါပေမဲ့တရက်ကွက်လုံးရဲ့အလုပ်အသင်းတော်ရဲ့အလုပ်တာရေးနာရေးအိမ်ကအလုပ်ဆိုအားလုံးပြီးရတော့မှအမေသူတို့ကနောက်ဆက်တွဲလေးများဘာလေးလုပ်ပေးရအောင်မလဲဆိုပြီးအဲ့လိုစေတနာကောင်းတဲ့ဟာတွေလည်းအများကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့စေတနာကအဆုံးထိလုပ်ပေးတာအိမ်မှာတော့မလုပ်ဘူးပေါ့နော်အိမ်မှာလုပ်မဲ့လူကြီးတွေရှိတော့မလုပ်ဖြစ်တော့ဘူးပေါ့နော်ဒါပေမဲ့သခင်ယေရှုကတော့တကူကိုရတဲ့အခါမှာတဲ့နော်ဘာတွေလုပ်နိုင်တယ်လဲဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးတယ်အဲ့တော့ဖယားသခင်ရဲ့အလိုတော်ကကျမတို့ပေါ်မှာဘာရှိတယ်လဲဆိုရင်တိမောသေဩဝါဒစာပထမဆောင်အခန်းကြီး2အငယ်လေးမှာလူအပေါင်းတို့သည်ကယ်တင်ခြင်းသို့ရောက်၍တမန်တရားကိုသိစေခြင်းကဘုရားသခင်အလိုရှိတယ်ကျမတို့လုပ်ရမယ့်အလုပ်ကလူအားလုံးတို့ဟာတမန်တရားကိုရရမယ်ကယ်တင်ခြင်းသို့ရောက်ရမယ်ဖခင်ရဲ့မေတ္တာကိုသိရမယ်သခင်ယေရှုရဲ့ကယ်တင်ခြင်းကျေးဇူးထာဝရအသက်နော်အပင်ငရဲကလွတ်မြောက်ပြီးတော့ထာဝရအသက်ဖခင်သခင်ရဲ့ရှေ့တော်မှာယင်ကော့ပြီးဒီလိုနေနိုင်ဖို့ကိုတော်အလိုရှိတယ်ဒါဆိုရင်ဘာလုပ်လဲကျမတို့ကသက်သေခံတော်သူများဖြစ်ရမယ်ဘာကိုသက်သေခံမှာလဲခုနကျမတို့ဆရာမဖတ်သွားတယ်နော်ကျမတို့ဟာတဲ့ဆုတောင်းပြီးတော့တမန်တော်ခင်မှာတမန်တော်တို့သည်တဲ့ယုံကြည်သောသူပေါင်းတို့သည်စိတ်နှလုံးညီညွတ်စွာနဲ့ဆုတောင်းပြီးတော့နေတဲ့အခါမှာတဲ့တယောက်ကိုတယောက်ဥစ္စာတယောက်မဟုတ်တော့စိတ်သဘောတွေညီလာတဲ့အခါမှာဥစ္စာပစ္စည်းလည်းညီလာတယ်နော်အဲ့ဒါလည်းအရင်အရေးကြီးတယ်နော် unity ကဘယ်ကစတယ်လဲဆို uniform ကစဟုတ်လား uniform to unity လို့ကျွန်မအမြဲတမ်းအဲ့စကားလေးကိုသဘောကျလို့သုံးတယ်တူညီဝတ်ဆောင်ရှိပြီးပြီဆိုစိတ်ကြီးညီသွားတာပဲအရင်တော့ငါဘာဖြစ်ဖြစ်မရှိရင်တော့မှငှားပေးတယ်တူညီဝတ်ဆောင်ကစိတ်ကိုစုစည်းစေတယ် unity ဖြစ်စေတယ်တမန်တော်တွေရကြတော့ uniform မဝတ်ပါဘူးသူတို့ရဲ့ uniform ကစုပေါင်းပြီးစုတောင်းခြင်းဖြစ်တယ်အဲ့ဒီအချိန်မှာတလုံးတဝါကြီးဖြစ်တဲ့အချိန်မှာဖယားသခင်ရဲ့တန်ရှင်သောဝိညာဉ်တော်တဘောကရတဲ့အခါမှာတဲ့သခင်ယေရှုထမြောက်ခြင်းအကြောင်းကိုတမန်တော်တို့သည်ကြီးသောတကိုးနဲ့သက်သေခံတယ်သခင်ယေရှုရဲ့ကောင်းမြတ်ခြင်းတည်ခြင်းကိုအောင်ခြင်းဖယားရဲ့မေတ္တာအကြောင်းကိုကြီးစွာသောတကိုးကိုရတယ်ကြီးစွာသောသက်သေခံတယ်ရပြီးတော့ညောင်းလုပ်နေတာမဟုတ်ဘူးဘာလုပ်ရမယ်ဆိုတာသိတယ်ဖယားတကိုးရတဲ့လူကငါဘလို့အသက်ရှင်ရမလဲဆိုတာကိုသိတယ်လိုက်ပြောမှမဟုတ်ဘူးအသက်တာကပုံစံဖြစ်သွားတယ် lifestyle ကတအားမိုက်သွားတယ်ဘာကြောင့်လဲကိုတော့တကူအားဖြင့်ဖယားရဲ့သားသမီးဖြစ်လာတဲ့အခါဖယားနဲ့မိတ္တရာဖွဲ့တဲ့အခါလောကရေးရာတွေကယွန်းစရာအော့တွေဖြစ်သွားယွန်းစရာတွေဖြစ်သွားတယ်ဖယားနဲ့သားသမီးဖြစ်လာတဲ့အခါမှာတကူရပြီးတော့ကြံမာတယ်ရှင်လန်းတယ်ဖယားအလိုတော်ဘာလဲဆိုတာကိုသိလာတယ်တဲ့ဒါကြောင့်နဲ့ထိုသူအပေါင်းတို့သည်ကြီးသောကျေးဇူးတော်နဲ့ပြည့်စုံတယ်နော်ကြီးမားစွာတသက်ခံနေဘုရားရဲ့အလိုတိုင်းအကောင်းဆုံးအသက်ရှင်သောသူ၌ဘုရားရဲ့ကြီးမားတဲ့ကျေးဇူးတော်ဟာ
ပြည့်စုံစွာရတယ်ဆိုတဲ့အကြောင်းလေးကိုဖော်ပြပါတယ်ကျမကတမန်တော်ဝတ္ထုမှာတကိုးရတဲ့တမန်တော်တွေဘာတွေလုပ်တယ်လဲဆိုတာလေးကိုကျမကလေးဆက်လက်ဝင်ငါမှာဖြစ်ပါတယ်ပထမတစ်ချက်အနေနဲ့ကတော့တမန်တော်ဝတ္ထုနော်အခန်းကြီး73တမန်တော်ဝတ္ထုအခန်းကြီး73အငယ်8ကနေ7မှာပါဖုမြို့ရဲ့မြို့ဝင်တေရဂိဆိုတဲ့လူအကြောင်းဖြစ်ပါတယ်နော်အဲ့ဒီမှာတဲ့အေလူမဆိုတဲ့နော်ဒီနတ်ဆရာရောက်ရှိအဲ့တော့ဒီမြို့ဝင်ကခရစ်တော်ရဲ့အကြောင်းကိုအယမ်းကြားခြင်းတော့ပေါလုတို့ဗန္နဗတို့ပေါ့နော်သူတို့ကိုခေါ်ပြီးတရားနာထောင်ခြင်းတယ်အဲ့ဒီအချိန်မှာအေလူမဆိုတဲ့လူကြောင့်နတ်ဆရာနော်သူကအစိမ့်မပြေဘူးဒီတရားကိုနာရင်သူ့ရဲ့အလုပ်တွေကအစိမ့်မပြေတော့ဘူးတော့နတ်ကိုယ်ပဲမှုနဲ့ပတ်သက်ပြီးသူပြောတဲ့အခါကျတော့အဲ့တော့ဒီလူတွေကိုတားဆီးတယ်တဲ့နော်ယုံကြည်ခြင်းကိုနားထောင်ခြင်းတဲ့လူကိုတားဆီးတဲ့အတွက်ကြောင့်အဲ့ဒီအချိန်မှာတမန်တော်ကြီးကဗာပြောလဲဆိုလို့ရှိရင်မင်းကတဲ့ဖယားသခင်ရဲ့စကားကိုနားထောင်ခြင်းတဲ့လူကိုတားဆီးတဲ့အတွက်ကြောင့်ဖယားသခင်ရဲ့လက်တော်ကမင်းအပေါ်မှာရောက်လာလိမ့်မယ်မယုံရင်ကြားစာကိုဖတ်ကြည့်ပါတမန်တော်ဝတ္ထုထဲမှာပါတယ်နော်အဲ့ဒီလူကတဲ့နေရင်နဲ့မျက်စိကွယ်သွားတယ်သူ့ကိုလက်တွဲမဲ့လူကိုရှာပြီးမှအိမ်ပြန်ရတယ်ဘုရားသခင်ရဲ့စကားတော်ကိုနားထောင်ခြင်းတဲ့လူကိုတားဆီးရင်ဧဝံဂေလိတရားကိုတားဆီးရင်မျက်စိကွယ်မယ်နော်အဲ့ဒါသတိထားဖို့ဖြစ်တယ်နောက်တမန်တော်ဝတ္ထုအခန်းကြီး9:32ကနေ35မှာကျတော့အဲနေဆိုတဲ့လူယောက်ျားအဲနေက10နှစ်လုံးနော်လက်ချေသေးတယ်တဲ့ဒါပေမဲ့တဲ့တမန်တော်တွေကကြိလိုက်တဲ့အခါမှာဒီလူကငုတ်လုတ်ထိုင်နေတာလက်ချေသေးတော့ဘာမှမက10နှစ်ရှိပြီကြိလိုက်တဲ့အခါကျတော့တဲ့သူစိတ်ထဲမှာတဲ့ယုံကြည်ခြင်းရှိတယ်ဆိုတာသိတယ်တဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ကပေါ်ပြတယ်နော်တခါလေကျမတို့ရဲ့အသက်တာမှာလည်းရှိတယ်ဒီလူကြောက်ကိုလာလိန်နေသလားဆိုတာကိုသိတယ်သိလားဖြစ်ဘူးလားငါတော့အလိန်ခံရပြီဒါပေမဲ့ तू ကအရန်ပြောကောင်းတော့ပါသွားတာပဲနော်ပါသွားတာပဲမလောက်ပဲပြောဒီလူကတော့ခက်တီနဲ့တော့ပြောနေတယ်မလိန်ဘူးတို့ကလည်းမပါဘူးနော်လိန်တဲ့အဆူကြီးအရန်အပြောကောင်းတယ်အဲ့နောက်ကိုပါသွားတတ်တယ်အဲ့တော့ဒီမှာလဲတမန်တော်တွေကအဲနေကိုကြည့်လိုက်တဲ့အခါကျတော့သူ့ထဲမှာယုံကြည်ခြင်းရှိတာကိုသိတဲ့အခါမှာချက်ချင်းပဲတဲ့နော်မင်းထပြီးတော့လမ်းလျှောက်ပြီးသွားလိုက်တော့ဆိုတော့အဲနေကထပြီးလမ်းလျှောက်ပြီးသွားတယ်ဖျားတကိုးကိုရတဲ့အခါမှာအောဝယ်တွေလုံနိုင်လေဆိုတဲ့အကြောင်းဖြစ်ပါတယ်တမန်တော်ဝတ္ထုအခန်းကြီး8ငယ်9ကနေ73မှာတော့ဘသူအကြောင်းရှိသလဲဆိုရင်ဖိလိပ္ပုကကက်သရီရှမာရိမြို့ကိုရောက်တဲ့အခါမှာသူတရားဟောတယ်နတ်ဆိုးတွေကိုနှင်ထုတ်နိုင်တယ်ကိုမလှုပ်နိုင်တဲ့လူတွေကလည်းလှုပ်ရှားသွားတယ်တဲ့ပဂတိကောင်းခြင်းကိုရောက်သွားတယ်အဲ့ဒီမြို့မှာဘသူရှိလဲဆိုတော့နတ်ဆရာတယောက်ရှိတယ်ရှိမုံတဲ့သူနာသူကအရန်တော်တမြို့လုံးကလူကြီးလူငယ်တွေကတဲ့နတ်ဆရာရှိမုံရဲ့စီယုံအောက်မှာရှိနေတယ်ဒါပေမဲ့ဖိလိပ္ပုကလည်းခရစ်တော်ရဲ့ရှင်မြန်ထမြောက်ခြင်းအသက်တာဧဝံဂေလိတရားကိုသူဟောတဲ့အခါမှာနောက်ဆုံးတော့တဲ့အဲ့ဒီနတ်ဆရာကြီးကလည်းပြောင်းလဲပြီးတော့သခင်ယေရှုကိုယုံကြည်လက်ခံပြီးတော့နော်ဗတ္တိဇံမင်္ဂလာကိုခံယူတယ်ထူးဆန်းတဲ့နိမိတ်လက္ခဏာတွေကိုမြင်ပြီးတော့အံ့ဩတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပေါ်ပြပါတယ်နောက်တစ်ခုကဓမ္မတော်ဝတ္ထုအခန်းကြီး14ငွေ8ကနေ16မှာရှင်ပေါလုရဲ့လှုပ်ဆောင်ချက်ဖြစ်ပါတယ်ဒါကတော့အမေဘက်ထဲကတဲ့နော်ခြေမစွမ်းတခါမှလမ်းမလျှောက်ဘူးသောသူတဲ့ကျမ်းစာထဲမှာရေးထားတယ်နော်ကျမတို့အားလုံးလမ်းလျှောက်ဘူးတယ်နော်ဒါပေမဲ့ဒီလူကတခါမှလမ်းမလျှောက်ဘူးတဲ့လူတဲ့အဲ့ဒီလူကိုတဲ့တမန်တော်ကြီးကတွေ့တဲ့အခါမှာကြည့်လိုက်တော့လေသူ့စိတ်ထဲမှာယုံကြည်ခြင်းရှိတယ်ဆိုတာကိုမြင်တယ်အဓိပ္ပာယ်ကတမန်တော်ကြီးကသူ့ကိုလမ်းလျှောက်အောင်လုပ်ပေးနိုင်လိမ့်မယ်ဆိုတဲ့ယုံကြည်ခြင်းသူ့စီမှာရှိတယ်ဆိုတာကြည်တာနဲ့မြင်လိုက်တဲ့အခါမှာမင်းထပြီးမတ်တရက်ပြီးရှောက်သွားလိုက်တော့လို့ပြောလိုက်တဲ့အခါမှာသူကလည်းချက်ချင်းရှောက်သွားတယ်အဲ့ဒီမှာပြဿနာတက်ပြီသူအဲ့လိုပြောတဲ့အချိန်မှာတဲ့အဲ့ဒီမြို့မှာရှိတဲ့လူတွေကယောမဂရိနတ်ဖျားအကြီးစားကြီးပေါ့နော်အယံကိုထင်ရှားတဲ့နတ်ဖျားသားဖားမြောက်ရှိတယ်ပေါ့နော်အဇူမာတို့ဆိုတဲ့ဒီနတ်ဖျားအဲ့တော့တမန်တော်ကြီးတို့ကဒီလိုမျိုးလုပ်ခံတော့သူတို့ရဲ့နတ်ဖျားက
ရှင်ပေါလုတို့စီမှာဝင်ပူးပြီးတော့ဒီလိုမျိုးလှုပ်ပေးတယ်လို့ထင်ပြီးတဲ့အခါမှာသူတို့ကိုပန်းကုန်းတွေစုဖို့သူတို့အတွက်ကိုနွားတွေတတ်ဖို့အစီအစဉ်တွေလုပ်ကြတဲ့အခါမှာမဟုတ်ဘူးနော်ငါတို့အတင်းနိုင်ရှိတဲ့ခရစ်တော်ရဲ့ကယ်တင်ခြင်းတရားတန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးကလောက်တာဖြစ်တယ်လို့သူတို့ပြောတဲ့အခါမှာတမျိုးလုံးပြောင်းလဲတဲ့အသက်တာကိုရရှိတယ်ဆိုပြီးဖော်ပြတယ်။နော်တမန်တော်ကြီးရှင်ပေါလုရဲ့လှုပ်ဆောင်မှုတွေမှာဘုရားရဲ့တကိုးဘလောက်ပါလဲဆိုရင်တမန်တော်19-17စနစ်မှာတော့တမန်တော်ကြီးရှင်ပေါလုရဲ့လက်နဲ့တဲ့သူ့ကိုယ်မှာခြုံထားတဲ့ပဝါသူ့ခါမှာစီးထားတဲ့ခါးစည်းကိုတယောက်ကိုပေးလိုက်လို့အဲ့လူကနေမကောင်းတဲ့လူကိုသွားတုတ်ရင်အဲ့ဒီလူကျမ်းပါတယ်တဲ့ဖြစ်လားတွေ့ကြည့်အောင်ဟမ်ကိုအဝတ်ပေးလိုက်လို့နော်အမလီတမျိုးတော်ဖြစ်သွားအောင်မယ်နော်ဒါပေမဲ့တကိုးကိုရတဲ့အခါမှာလူမဟုတ်ဘူးသူဝတ်တဲ့ဝတ်ကလည်းပြောင်းလဲခြင်းတွေရှိလာတယ်ဆိုတာကိုတွေ့ရတယ်ကျမကခဏဘာကိုပြပြခြင်းလဲဆိုရင်တမန်တော်ခိတ္တလူတွေတမန်တော်တွေကကျမတို့နဲ့အတူတူပါပဲအချိန်တန်ထမင်းစားတာပဲအချိန်တန်ရေရှိုးတာပဲအချိန်တန်အဝတ်ဝတ်တာပဲဘာတွေများထူးကြလို့လဲဘာမှမထူးအတူတူပဲတို့ကတော့ထမင်းစားတာ3နတ်နော်တခါတလေ4နတ်5နတ်တောင်ပုံသေးတယ်သူတို့ပုံမှန်ပဲစားတာအတူတူပဲခေါင်းတစ်လုံးလည်းမပူဘူးလက်တစ်ဖက်လည်းမပူဘူးခြေထောက်တစ်ချောင်းလည်းမပူဘူးယော့လည်းမယော့ဒါပေမဲ့ဘာလို့လုံနိုင်လဲတကိုးရတယ်ဘသူတကိုးလဲဖယားရဲ့တကိုးဘယ်အချိန်မှလဲအတူတကောကဆူတောင်းတဲ့အချိန်မှရတယ်ခရီးကျမတို့တက်တာမှာကျမတို့ရဲ့ဆင်းရဲခြင်းတွေအခက်အခဲတွေဒုက္ခတွေအတွက်ဘလောက်များဆူတောင်းထားလဲတော်ဆူတောင်းလားကျမတင်နန်းမှာတော့ပြောပြဘူးလေနော်ဆူတောင်းတဲ့အခါမှာတင်နန်းသူတွေနည်းနည်းပြောကြည့်အောင်ဘယ်နှနည်းရှိလဲ2နည်းရှိတယ်နော်ဘာနဲ့ပါလဲအချောင်းနဲ့အဆိုနဲ့ကျမတို့ဆူတောင်းတဲ့အခါမှာလဲကျမ်းစာထဲမှာတော့မပါအောင်တော့ကျမတို့တွေးပြီးတော့စဉ်းစားကြည့်တာပေါ့နော်ဆူတောင်းတဲ့အခါမှာ2နည်းရှိတယ်အဆိုနည်းနဲ့အချောင်းနည်းကတော့ပုံမှန်ပဲဘာ feeling မှမဖြစ်ကိုရောအဲ့လိုဒါပေမဲ့အဆိုနည်းကြတော့ခံစားရတယ်ဆင်းရဲခြင်းဒုက္ခကိုမကြိုက်တဲ့အရာတွေဒေါသတွေထွက်ရင်လည်းမျက်ရည်တွေကျမယ်တကယ်ပဲခံစားပြီးတော့မျက်ရည်တွေကနှာချီတွေကအကောင်ထွက်ပြီးတော့တခုလုံးဆိုသွားတယ်အဲ့ဒါအဆိုနည်းဆူတောင်းလို့လားအဆိုနည်းနဲ့နော်တချို့ကတော့နည်းနည်းလေးပဲကြာအဲ့လိုလေးတချို့ကလည်းမြင်မာလေးနဲ့အဲ့လိုလေးပဲလုံမှာပေါ့တချို့ကလည်းပြဲနဲ့ငိုလဲငိုမှာပေါ့နော်ဆူတောင်းတဲ့အခါမှာအော်ပြီးငိုပြီးနဲ့ဆူတောင်းမှာပေါ့ဖယားသခင်ကိုကျမတို့ကြိုက်တဲ့နည်းနဲ့ဆူတောင်းလို့ရတယ်ဒါပေမဲ့ deep mind နှလုံးသားတော့ပါရမယ်ပါဇက်လောက်နဲ့တော့မရအောင် sorry ပဲနှလုံးသားနဲ့ပါတဲ့အခါမှာဖယားသခင်ရဲ့ဝိညာဉ်တော်ကကျမတို့နှလုံးသားထဲကိုရောက်တာကျမတို့အသက်ရှူတိုင်းအဲ့ဒီတကိုးကျမတို့ကခံစားနေရတာဖြစ်တယ်ဒါကြောင့်ဖယားရဲ့တကိုးကိုရပြီးမှလောက်ပါဧဝံဂေလိတရားဆိုတာကဟောပြောခြင်းပဲမဟုတ်ပါဘူးကျမတို့ရဲ့အသက်တာရဲ့အနေအထိုင်အပြုအမူအကျင့်အကြံကျမတို့ရဲ့လူအပ်ချက်ကျမတို့လုပ်သမျှအရာအလုံးဟာဧဝံဂေလိတရားဖြစ်တယ်ခရစ်တော်ရဲ့တရားဖြစ်တယ်။ဘာကြောင့်လဲခရစ်တော်ဒီအရာအလုံးကိုအောင်တယ်လို့ကျမတို့ကခရစ်တော်ရဲ့သက်သေဆိုတော့လူတွေကိုသက်သေပြရမှာဖြစ်တယ်။ဝမ်းနဲ့ဆရာကြေကွဲဆရာတွေကြုံရမယ်။ဝမ်းနဲ့ပြီးပလက်တွေလာတာမဟုတ်ဘူး။နော်တခါလေကျမမှာတနေ့ညပြောပြဘူးလေနော်။ကျမတို့ကလက်လျှော့လိုက်ခြင်းပြီး give up လက်လျှော့လိုက်မယ်တော်ပြီ။ဖယားသခင်ကကဲတာမင်းမြန်ထလိုက်ငါမင်းကိုဆွဲမယ်ကြိုင်ထားမယ်ငါကိုဖက်ထားမင်းကိုငါဖက်ထားမယ်ဆိုတဲ့စိတ်ကဧဝံဂေလိတရားမှာရှိတယ်။ဒါကြောင့်ကျမတို့ကနော်တယောက်ကိုတယောက်ကူညီတယ်မဆတယ်ဆိုတာအနဂတ်မဟုတ်ဘူး။ကျမတို့ရဲ့အထဲမှာခရစ်တော်ရဲ့တရားမရှိရင်မလုပ်နိုင်ဘူး။ကျမကပြောပြီးနော်ခြိကုံလက်ပန်းကြပြီးရှာပဲထွက်မယ်။ရှန်ထွက်တဲ့အသက်တာကတော့ဘာလဲဆိုရင်ဧဝံဂေလိတရားဖျားကိုချစ်တဲ့တကိုးတရားကနှလုံးသားထဲမှာကိုယ်ခန္ဓာအသွေးအသားထဲမှာရှိတဲ့အခါအရာအလုံးကိုကျမတို့ကလုံနိုင်သွားတာဖြစ်တဲ့ဒါကြောင့်လုံလို့ရတာမဟုတ်ဘူးဖျားရဲ့တကိုးကိုရပြီးတော့သူဖျားရဲ့သားသမီးဖြစ်ပြီးတော့သူဖျားကိုချစ်တဲ့လူကလုံနိုင်တာဖြစ်တယ်ကိုလုံလို့ဖျားချစ်တာမဟုတ်ဘူးနော်မမားစိန်နဲ့ဧဝံဂေလိတရားကအဲ့ဒီသဘောဖြစ်ကြောင့်မလို့ယောမဩဝါဒစာအခန်းကြီး8အငယ်9မှာခရစ်တော်ရဲ့ဝိညာဉ်ကိုတဲ့မရသောသူသည်ခရစ်တော်နဲ့မဆိုင်ဒါဆိုဘယ်သူနဲ့ဆိုင်လဲဒီဘက်ကဖြေကြည့်အောင်ဘယ်သူနဲ့ဆိုင်ခရစ်တော်ရဲ့စိတ်ဝိညာဉ်ကိုမရဘူးဆိုခရစ်တော်နဲ့မဆိုင်ဘူးဒါဆိုဘယ်သူနဲ့ဆိုင်သူနဲ့ဆိုင်တာပေါ့ဟုတ်လား
အဲ့ဒီသူကဘာလို့လဲ waiting စောင့်နေတဲ့စာတန်ကကောက်စားဖို့ကုတ်သွားမှာနော်တအားကောင်းတာတော့ကောင်းငင်တမန်ဂါဗေလာတော့မဟုတ်ဘူးနော်သမီးတို့သားတို့သိထားရမယ်တို့ကျမတို့ရဲ့နှုတ်ပြတဲ့အသက်တာကျမတို့ရဲ့ဘဝအသက်တာမှာကိုရောနဲ့မသွားရင်စာတန်နဲ့သွားမယ်ကိုရောနဲ့သွားတဲ့အခါဖျားသားသမီးဖြစ်တော့ကောင်းစားတယ်စာတန်နဲ့သွားရင်ဖျားသားသမီးမဖြစ်ဘူးမကောင်းစားဘူးတောင်းစားတဲ့လူပဲဖြစ်မယ်ဆိုတဲ့အကြောင်းလေးကကျမတို့မှာရှိတယ်ဒါကြောင့်တစ်ကောအခန်းကြီးနဲ့ငယ်16မှာဘာပြောလဲဆိုငါတို့မူကခရစ်တော်ဤစိတ်ကိုရကြ၏ခရစ်တော်ရဲ့စိတ်ကိုရတဲ့လူကခရစ်တော်နဲ့ဆိုင်တဲ့အတွက်ကြောင့်ခရစ်တော်အပြင်တမန်တော်ကြီးရှင်ပေါလုပြောနော်ဖိလိပ္ပိ4:3မှာခရစ်တော်အပြင်ခတ်သိမ်းသောအမှုကိုငါတက်ဆွမ်းတယ်နော်ငါအစကမတက်ဘူးဒါပေမဲ့အခုငါတက်သွားတယ်ဘာကြောင့်လဲခရစ်တော်ရဲ့စိတ်ကိုရတဲ့အတွက်ကြောင့်ဖြစ်ကြောင့်မလို့တမန်တော်တွေကကြီးစွာသောတကိုးနဲ့သက်သေခံနိုင်တဲ့တကိုးကိုရတဲ့အခါမှာကြီးစွာသောကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံတယ်ဆိုတဲ့သဘောတရားလေးကိုဖော်ပြပါတယ်ကျမတို့တမန်တော်ဝတ္ထုအခန်းကြီး8အငယ်16ကနေပြီးတော့တမန်တော်ဝတ္ထုအခန်းကြီး8အငယ်16မှ22လောက်ထိဖတ်ရင်ဤလောကသည်ဘုရားသခင်သားတို့ဤပေါ်ထွန်းခြင်းအရာကိုအလွန်တောင့်တမျှော်လင့်လျက်ရှိတယ်ဒီလောကကြီးကဘသူတွေကိုမျှော်တယ်လဲဆိုဘုရားသားတွေကိုမျှော်လင့်နေတယ်ဘုရားသားတွေဘာလုပ်ပေးလဲသူများကိုဓမ္မတော်ဝတ္ထုမှာလည်းပါနော်ခရစ်တော်ရဲ့တရားကားတဲ့အားနည်းသောသူကိုမဆာစွန့်ကြဲခံခြင်းအရာတဲ့ကိုကသူများကိုပေးတဲ့အရာတဲ့ကိုကသူများကိုပေးခြင်းကမင်္ဂလာရှိတယ်ဆိုတော့ခရစ်တော်ရဲ့တရားဖြစ်တယ်ဒီကြောင့်လေးကိုလည်းကျွန်တော်တို့သိပြီးသားဖြစ်တယ်အဲ့တော့ဤလောကကြီးကခက်ခဲဆိုးရုပ်တဲ့လောကကြီးကဖျားသားတွေကိုမျှော်လင့်တယ်ဖျားသားတွေကကဲတင်တယ်ဖျားသားတွေကမဆတယ်ဖျားသားတွေနဲ့နေရတာပျော်တယ်ဖျားသမီးတွေနဲ့နေရတာပျော်တယ်ဘာကြောင့်လဲသူတို့မှာအတ္တမရှိဘူးဖျားဆိုတဲ့နှလုံးသားနဲ့သွားတဲ့အတွက်ကြောင့်သူတို့သည်သူတစ်ပါးကိုတိဆောက်ပေးတယ်သူတစ်ပါးကိုပျော်ရွှင်စေတယ်ဒါကြောင့်ကျမတို့ကတဲ့လောကမှာအသက်ရှင်တဲ့အခါမှာယရနာ3ပါးနဲ့ကျမတို့ဝတ်ဆင်ရမယ်ဆွဲကြိုးကြိုက်လားဟိုကလေးမလေးဆွဲကြိုးကြိုက်တယ်နော်ဆရာမလည်းဆွဲကြိုးကြိုက်ဗာလဲငတောင်းကြိုက်တယ်နော်လက်ကောင်လည်းကြိုက်တယ်လက်စွပ်လားဩရွှေဆိုကြိုက်မှကြိုက်နော်ဗမာပြရွှေမကြိုက်ဘူးယူရီးယားရွှေပဲကြိုက်တယ်နော်မနေ့ကကျမတို့ညီမတွေပြောတော့ယူရီးယားရွှေဘလောက်ကောင်းနေပေါ့ဒါပေမဲ့မဝယ်ဘူးကျမတို့မဝယ်ပါဘူးလို့ဘာဖြစ်လို့လဲဆိုတော့မလူချင်ဘူးပေါ့နော်အဲ့ဒါကြောင့်နော်ဝစ်စင်ရွှေကိုအားလုံးကြိုက်တယ်နော်ကျမတို့ဝတ်ထားတယ်ဝတ်ထားရအိုးကြွားနာနေရပဲဘာကြောင့်လဲတန်ဖိုးရှိတဲ့ဟာကိုဝတ်တဲ့အခါတန်ဖိုးကြီးသွားတယ်ပေါ့ဒါပေမဲ့နှုတ်ကပတ်တော်ကတော့ကျမတို့ဝတ်ရမယ့်အရာ၃မျိုးရှိပထမတစ်မျိုးကဖယားသခင်ဒီဟုသောယရနာဖယားသခင်ဘာကြိုက်လဲလူပေါင်းတို့ဒီကဲတင်ချင်းတို့ရဲ့တမန်တရားကိုသိဖို့ဖယားကြိုက်တယ်ဆိုရင်အဲ့ဒီယရနာကိုဝတ်ပါဒုတိယခရစ်တော်ဒီဟုသောယရနာသခင်ယေရှုကနော်ကျမတို့အတွက်ကဲတင်နဲ့အသေးသက်ချင်းခံရတယ်နော်ခရစ်တော်အပြင်လူအပေါင်းတို့ဒီတမန်တရားကိုသိတယ်ဖယားရဲ့မြတ်တာကိုသိရတယ်အသက်ဆုံးပြီးတော့ကျမတို့ကိုချစ်တယ်ဆိုတဲ့ဧဝံဂေလိတရားရှင်မြန်ထပ်တဲ့တဘောကိုရောမှရှိတယ်ဆိုတဲ့တရားကိုကျမတို့ဝတ်ပါတဲ့နောက်တစ်ခုကတော့အသင်းတော်ဒီဟုသောယရနာအသင်းတော်ကိုချစ်တတ်တဲ့စိတ်ကလည်းအများကြီးတယ်ငါသိတချို့ကကျမတို့ဗမာပြည်အများများတယ်သိလားသိတော့မှပဲဖျားချောင်းရောက်တော့တာဒီရှိကိုလေဖျားချောင်းကိုယူလာကြတယ်အသက်ရှင်တော့ငါတခါမှဖျားချောင်းမတက်ဘူးဘယ်လိုလုပ်လဲတချို့များဖျားချောင်းတော်များကိုအိမ်ငါပဲရောက်သွားတယ်နော်ဒီလိုမျိုးလေးရှိတယ်ကျမမစ်ရှင်တစ်ခုနဲ့ပူးပေါင်းပြီးလုပ်တဲ့အခါမှာသူပြန်ကိုရီးယားမစ်ရှင်ပေါ့နော်ကျမတို့နဲ့တွေ့တဲ့ဆရာကြီးကပြောလဲဆိုသူတို့ကတဲ့တက္ကသိုလ်ကျောင်းသားဖြစ်တဲ့အချိန်မှာဧဝံဂေလိထွက်တော့တောတွေမှာသွားတယ်တဲ့သွားတဲ့အခါမှာတဲ့အတောမှာရှိတဲ့လူတွေရဲ့အသက်ကြီးတဲ့လူတွေပေါ့နော်ဦးစားပေးပြီးဓာတ်ပုံတွေရိုက်တာရိုက်ပြီးတဲ့အခါမှာအဲ့ဒီဓာတ်ပုံတွေကိုသူတို့ကချက်ချင်းမပေးခဲ့ဘူးတဲ့သူတို့ရဲ့ဘုရားကျောင်းကိုနောက်တစ်လကြာရင်လာယူပါသူတို့ကစင်းရဲတော့ဓာတ်ပုံမြန်တယ်ဒါပေမဲ့တည်တဲ့အခါမှာဓာတ်ပုံတွေထားတယ်မလားမိဘတွေရဲ့ဓာတ်ပုံထားသူတို့ရဲ့ရည်ကြီးမှုပေါ့နော်ထားတဲ့အခါကျတော့စင်းရဲလို့မြို့ကိုမလာတတ်လို့အိမ်မှာသူတို့ရဲ့မိဘတွေရဲ့ဓာတ်ပုံတော့မရှိဘူးအဲ့ဒါကိုသိတဲ့အခါမှာအဲ့ဒီအသင်းတော်မစ်ရှင်အဖွဲ့ကဘာလို့လဲဆိုရင်
ကင်မရာဓာတ်ပုံရိုက်တယ်ရိုက်ပြီးတော့အသင်းတော်ကိုတလကြရင်လာယူဆိုတော့သူကလာကြတယ်အသင်းတော်ကသူတို့ကိုကောင်းကောင်းကြိုဆိုတယ်ပြီးတော့ဓာတ်ပုံတွေပြီးရည်ရွယ်ချက်ကပါလဲဆိုဒီလူကြောင့်ဟာတဲ့မသေးခင်အသင်းတော်ကိုရောက်ဖူးအောင်လို့တဲ့အံ့ဩစရာကြီးနော်မသေးခင်အသင်းတော်ကိုရောက်ဖူးအောင်လို့ဓာတ်ပုံကိုလာယူခိုင်းတာဒီရောက်တော့မှကောင်းကောင်းကျွေးတယ်အသင်းတော်ဆိုတဲ့လူတွေရဲ့မြတ်တာအော်ပြီးနေကြတယ်အဲ့ဒီအချိန်မှာအေးဝင်ကြီးလေးတရားကိုဟောတယ်ဆိုပြီးတော့ကျွန်တော်တို့အတူတူဆွေးနွေးတဲ့အခါမှာသူတို့နိုင်ငံရဲ့ရှေ့တုန်းကအေးဝင်ကြီးလေးတဲ့အကြောင်းလေးကိုပြောပြပါလေဒါကြောင့်ကျမတို့ကနော်အသင်းတော်ဟာအရင်အရေးကြီးတယ်ကျမတို့သားသမီးတွေနော်အသင်းတော်နဲ့ဝေးလို့မရဘူးနော်ကိုတော်နဲ့ဝေးလို့မရဘူးအသင်းတော်ဟာသခင်ယေရှုရဲ့လက်ဖြစ်တယ်အသင်းတော်ဟာသခင်ယေရှုရဲ့ခြေထောက်ဖြစ်တယ်အသင်းတော်ဟာသခင်ယေရှုရဲ့အသင်းနှလုံးဖြစ်တယ်အသင်းတော်ဟာသခင်ယေရှုရဲ့ကြီးပွားခြင်းကိုလှုပ်ပေးသောအရာဖြစ်လို့ကျမတို့သားသမီးတွေကျမတို့ဒီအသင်းတော်နဲ့ဘယ်တော့မှအဆက်ဖြတ်လို့မရဘူးအသင်းတော်ဟာယရနာတပါးအနေနဲ့ကျမတို့ခံယူပြီးတော့ပါဝင်ရမှာဖြစ်တယ်ဆိုပြီးတော့ပြောပြပါတယ်ကျမကနောက်ဆုံးအနေနဲ့လူ၃ယောက်အကြောင်းနဲ့တသက်ခံခြင်းနဲ့ပထမတစ်ယောက်ကတော့ရှင်ယောဟန်ဩဝါဒစာတတိယဆောင်မှာပါဖြစ်ပါတယ်ဂါယုဆိုတဲ့လူတစ်ယောက်သူကအသင်းထောက်ကြီးဖြစ်တယ်ကျမ်းစာထဲမှာအတိအကျကျွန်မရှောက်ပြတာမဟုတ်ဘူးเนาะကျမ်းစာတွေအကြောင်းပြောတာเนาะဂါယုအရန်တော်တယ်တဲ့တမန်တရားနဲ့ညီအသက်ရှင်နဲ့အင်ဝင်ဂလိတရားကိုအရန်လုပ်တယ်အင်ဝင်ဂလိဟောလာတဲ့လူတွေကိုလည်းကောင်းကောင်းကြွေးတယ်ကောင်းကောင်းသူပြုစုစောင့်ရှောက်တယ်တဲ့သူ့ရဲ့သားသမီးတွေကလည်းတမန်တရားမှာကျင့်နေတယ်တဲ့ဒါကြောင့်တမန်တော်ကြီးယောဟန်ကဂါယုကိုငါအာမခံတယ်เนาะအရန်သူစိတ်ထဲမှာကျေနပ်တယ်တဲ့နောက်တစ်ယောက်ကတော့ဘာလို့လဲဆိုတော့ဒယောတရက်သုံးရောပေါ့နော်အဲ့မှာပဲပါအဲ့လူကတော့အသင်းတော်မှာတဲ့ကြကြီးကြောင်နဲ့ဒီလားကြကြီးကြောင်ဘယ်ဟာဆိုလဲतू က right ဆိုတာ yes ဆိုတာဘယ်တော့မှမရှိ no ကြကြီးကြောင်ပဲပို့ဆိုတာကအသင်းတော်ကလက်မခံရင်လည်းအသင်းသားကအင်ဝင်ကြီးဆရာတွေကိုလက်ခံရင်လည်းအဲ့ဒီလူကအသင်းတော်လူကြီးလည်းနည်းနည်းဟုတ်တော့နှင်ထုတ်ခိုင်းတယ်နှင်ထုတ်ပလိုက်တယ်တဲ့အဲ့တော့တမန်တော်ကြီးရှင်ယောဟန်ကအဲ့ဒီလူကိုငါလာရင်တွေ့မယ်လို့ပြောလိုက်တဲ့နောက်တစ်ယောက်ကတော့ဒေမေတရီတဲ့သူကတော့ဂါယုရဲ့အပေါင်းပေါ်ဖြစ်တယ်အသင်းတော်မှာအကြီးကြီးတော့မပေးနိုင်ဘူးအကြီးကြီးတော့မလုပ်နိုင်ဘူးဒါပေမဲ့အသေးသေးလေးတွေအားလုံးလုပ်ပြီးတော့အသင်းတော်ကိုပျော်စေတာကျမ်းစာထဲမှာတော့တမာတရားဤတက်တယ်ဖြစ်တယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါကြောင့်ဒီနေ့ကျမတို့တက်တာမှာကျမတို့ဒီအကြီးကြီးကိုမစင်စားနဲ့မာသာထရီဆာကပြောလဲဆိုအသေးဆုံးအလုပ်ကိုအကြီးဆုံးမြတ်တာနဲ့အစေခံပါတဲ့မင်းကလူ100စာမစင်စားနဲ့တယောက်စာပဲစဉ်းစားပါဖရာသခင်69ယောက်စာစဉ်းစားပေးလိမ့်ကျမတို့လက်ကလေးတွေကြည့်ရအောင်လက်တွေကြည့်ရအောင်ဖြန့်ကြည့်ရအောင်ဖြန့်ကြည့်ပါအောင်ကိုယ့်လက်ကလေးတွေဘယ်လောက်ကြီးလဲသိလားဒီလိုလေးပေးကြည့်လိုက်ပါဒီလိုလေးလှုပ်ကြည့်လိုက်ပါဖရာသခင်လက်ကနောက်ကနေလှုပ်ပေးလိမ့်မယ်ကိုယ့်လက်ကစရမယ်နော်ကိုကစရမယ်ကျမတို့ဘယ်လောက်ယူမလဲမတရားသဖြင့်ကိုလက်နဲ့ယူတယ်ဘုရားသခင်ရဲ့လက်ကျန်နောက်ကနေပဲယူပေးနေတယ်အဲ့ဒါသတိထားဒါပေမဲ့အင်ဝင်ဂေလိတရားကတော့ကြီးပွားခြင်းတိုးပွားခြင်းဖြစ်တယ်ဆိုတာလေးကိုတွေ့ရပါတယ်ဒါကြောင့်ဒီနေ့ကျမတို့စဉ်းစားတဲ့အခါမှာကြီးစွာသောတကိုးကိုရဖို့ကြီးစွာသောဆုတောင်းခြင်းဘုရားဝတ်၌မွေ့လျော်ခြင်းသည်အရေးကြီး၏အဲ့ဒီအချိန်မှာသတ်ရှင်သောဝိညာဉ်တော်တကိုးကိုကျမတို့ရတဲ့အခါမှာကြီးစွာသောနှုတ်နဲ့ပြောတဲ့လူကပြောမယ်လက်နဲ့ပြောတဲ့လူကပြောမယ်ခြေထောက်နဲ့ပြောတဲ့လူကပြောမယ်ခြေထောက်နဲ့ပြောဆိုသွားကန်ခိုင်းတာမဟုတ်ဘူးနော်ခက်ခဲတဲ့နေရာကိုသွားမယ်နော်လက်သမားလည်းလက်နဲ့တက်နိုင်သလောက်ပေးမယ်နှလုံးသားသမားလည်းနှလုံးသားနဲ့ဆုတောင်းပေးမယ်မျက်စိနဲ့သွားမယ်ရှားမယ်ကူညီဖို့စဉ်းစားမယ်အုံနောက်နဲ့နော်ဒါကြောင့်မလို့ကျွန်မက 3H in 1ရှိတယ်သူများကိုစဉ်းစားတဲ့အခါမှာသခင်ယေရှုကတဲ့ head စဉ်းစားတယ် heart ခံစားတယ် hand လက်နဲ့ပေးတယ် 3H in 1ပေးပြီးရောမဟုတ်ဘူးခံစားမလေးသနာလိုက်တာပြီးသွားပြီမဟုတ်ဘူးဟဲငါပြီးရင်ကောင်းမလား no မရဒီသုံးခုဟာ coffee mix လေးလိုပဲ3 in 1 head heart hand သခင်ယေရှုကြိုက်တဲ့အသက်တာဖြစ်တယ်ဒီအသက်တာမှာကျမတို့ကတဲ့ရှင်သန်ကြီးပွားတိုးပွားမယ်ဆိုရင်ကြီးစွာသောတသက်ခံနေဖြစ်ပြီးတော့ကြီးစွာသောကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဆိုပြီးကနေ
တပည့်တော်များကိုညီကိုမောင်တို့များဝင်ငါပါတယ်အားလုံးပေါ်မှာဘုရားသခင်ကောင်းကြီးပေးပါစေအာမင်